ဘာမှကနေ့နိုင်ငံပေါင်း190နိုင်ငံရှိတယ်တဝက်ပြည့်အောင်အခရာမရှိဘူးအကုန်လုံးကမှင်းညမ်းပြီးရေးကြရတာတပည့်တော်တို့မြန်မာအခရာ2000ကျော်3000ဝန်းကျင်ရှိပြီကိုယ့်အကိုသုံးလာတာကိုယ့်အခရာနဲ့ကိုအထီးကိုနဲ့ကိုခြေကန်းလောက်တယ်နေမဟုတ်ဘူးအခရာအသာကိုယ့်အခရာနဲ့ကိုစကားအသံနဲ့ကိုဗျာအလွန်ယဉ်ကျေးမှုစင်တန်းမြင့်တဲ့နိုင်ငံကြီးတပည့်တော်တို့လက်ထက်ကြမှာအဖက်ဘက်ကအောက်ကြနောက်ကြဖြစ်ကဲအဲ့ဒါဆိုဒီတော့မြန်မာသားဘယ်ချိန်လောက်ကတည်ထွင်ခဲ့တယ်လဲနည်းနည်းလေးပြောကြည့်ပါအောင်ဗျာအခုမိုင်းတန်ဖိုးတင်ဒါတွေကတန်ကြေးဖြတ်လို့မရတန်ကြေးဖြတ်လို့မရအဲ့တော့ဒီပြတို့စာပေဆိုတဲ့ဟာကိုလာခဲ့ဖို့ကဒီပြတို့နိုင်ငံဘယ်လောက်ခြီခဲ့ပြီလဲလို့ပြောတာခဏအရှေ့တောင်အာရှနိုင်ငံတွေကိုကြည့်မလေးရှားအခရာမရှိဘူးစင်ကာပူအခရာမရှိဘူးအင်ဒိုနီးရှားအခရာမရှိဘူးထိုင်းတို့မြန်မာတို့ရှိတယ်ထိုင်းတို့မြန်မာတို့ရှိတယ်ကာကြီးတို့ခါခွေးတို့ဆိုတော့ဒီပြတို့ကရေးလိုက်တယ်တေခိတ္တရခင်းနဲ့ရေးတာရှော့တော့မတွက်နဲ့မြန်မာတွေကနော်အဲ့ဒါဒီပြတို့ရာသာကုမာရကြောက်သားဆိုတာအားလုံးကြားဘူးလားဗျာစာဗန်မျိုးနဲ့ရေးထားတော့ပြောကြည့်ပါဦးဗျာမြန်မာမောပြူပါဠိပြူမောမြန်မာပါဠိ၄မျိုးနဲ့ရေးမထားဘူးလားအဲ့ဒါကပြူသာဆိုတာကစီယိုပလတ်တန်ပြောခဲ့တာမြန်မာအချင်းချင်းပြောမြန်မာပညာရှင်တွေပြောတာမဟုတ်ဘူးပြင်သစ်ကပညာရှင်ကပြောတာသူက MI6 အင်္ဂလိပ်လက်ဝေကန်သမိုင်းထက်ဂျေစလူဆိုတာအမေရိကန်လက်ဝေကန် CIA ဘက်ကသမိုင်းဆရာမြန်မာပြည်ကိုကိုလိုနီနဲ့ချက်တက်ကအမျိုးသားရေးသိတဲ့တွေပါနှိမ်လို့ရအောင်ဖြိလို့ရအောင်သမိုင်းကိုဖျက်ထားခဲ့သူတို့ရေးတဲ့အရေးတွေပြူမမြန်မာပါဠိဆိုတာပြူသားမဟုတ်ဘူးရှေးဟောင်းမြန်မာသားရှေးဦးမြန်မာသားလို့ခေါ်တယ်ပြူဆိုတာမြန်မာပြည်မှာပြူဆိုတာမြန်မာပဲပြူနဲ့မြန်မာတွေဘာကြောင့်ခွဲလိုက်တာလဲမြန်မာတွေကအနော်ရထားခေတ်လောက်ရောက်မှာဟိုကြောက်ဆက်လွင်ပြင်းမှာဟိုမြန်မာအရှိတောင်အရှိမြောက်ပိုင်းကနေမြင်းနေစီးလာပြီးတော့လူရိုင်းနေလူမျိုးတုံးတက်ပြီးတော့မြန်မာရဲ့လို့ဘယင်းဒီနန်းဆိုင်တယ်ဆိုပြီးတော့အနော်ရထားလက်ထက်လောက်မှာမြန်မာဆတာတက်ဖြတ်ခဲ့တာတကောင်းအဘိယသာဆိုတာတက်မြန်မာတွေကဖျားနဲ့အမျိုးတော်ခြင်းလို့ရေးထားတာပါလို့ဒီလိုပြောတဲ့ဂျေစုကဘလောက်ရိုင်းလဲဆိုတာဟုတ်လားအဲ့လိုမျိုးဒီလိုတို့ကခံခဲ့ရတာနော်ပြောဘုန်းကြီးတွေကဘာသာရေးနဲ့လည်းမသိတမိုင်းဆိုတာလည်းမသိဆိုတဲ့အခါကျတော့ဒီလိုတို့ကလူတွေဘလို့ဥဆောင်ဟုတ်လားဗျာနော်အဲ့ဒါတွေကဒီလိုအထောက်ထားတွေရှိပါတယ်ခုနကဒီတော့ဗီဒီယို edit လုပ်တော့အဲ့ဒါတွေကုန်ကောက်ထည့်ဒီထောက်ထားတွေငါပြောတဲ့ဟာတွေဘိုးခိုင်းမအောင်ကြည့်တဲ့သူတွေဒီထောက်ထားတွေကိုတွေ့ရအောင်အင်္ဂလိပ်လိုရေးထားတဲ့ဟာတွေရောမြန်မာလိုရေးထားတွေရောကောက်ထည့်လိုက်တယ်ဒီလိုတို့အဲ့လိုခိုင်မာခဲ့တဲ့ဟာဟန်လဲမှာလည်းဟန်လဲမှာတင်ချိုင်းကုန်းမှာရေးထားတဲ့ကြောက်စာတွေရှိတယ်ဆိုတော့ပြင်းတဲ့အခရာကိုသုံးနေပြီအခရာကိုသုံးနေပြီဒီလိုတို့ယဉ်ကျေးမှုဘလောက်မြင့်လဲဆိုတာပြောချင်တာကဘာမှာကနေ့နိုင်ငံပေါင်း190နိုင်ငံရှိတယ်တဝက်ပြည့်အောင်အခရာမရှိဘူးအကုန်လုံးကမှင်းညမ်းပြီးရေးကြရတာတပည့်တော်တို့မြန်မာအခရာ2000ကျော်3000ဝန်းကျင်ရှိပြီကိုယ့်အကိုသုံးလာတာကိုယ့်အခရာနဲ့ကိုအထီးကိုနဲ့ကိုခြေကန်းလောက်တယ်နေမဟုတ်ဘူးအခရာအသာကိုယ့်အခရာနဲ့ကိုစကားအသံနဲ့ကိုဗျာအလွန်ယဉ်ကျေးမှုစင်တန်းမြင့်တဲ့နိုင်ငံကြီးတပည့်တော်တို့လက်ထက်ကြမှာအဖက်ဘက်ကအောက်ကြနောက်ကြဖြစ်ကဲအဲ့ဒါဆိုဒီတော့မြန်မာသားဘယ်ချိန်လောက်ကတည်ထွင်ခဲ့တယ်လဲနည်းနည်းလေးပြောကြည့်ပါအောင်ဗျာအခုရှင်များတို့သိကြတယ်မြန်မာသားဘယ်ချိန်မှာတည်ထွင်တယ်လို့ယူဆလဲကြားဘူးလားဗျာမကြောက်ဘူးဆိုဒီတော့ဘုဟုတပြောတော့ပါမြန်မာသားဟာသရုတ်ထပကံလောက်မှထွန်းကားလာတယ်သူတို့အင်အားမကြည့်သေးဘူးရှေးဖေပေါင်းတင်ပြောတဲ့မြန်မာစာပေသမိုင်းဆိုတဲ့စာအုပ်ရှိတယ်ကြမ်းညွှန်းတာတော့ဗျာနော်မြန်မာစာပေသမိုင်းရှေးဖေပေါင်းတင်ခရစ်ယာန်ကြီးနော်ခရစ်ယာန်ကြီးဒါပေမဲ့အထသာလိနီနဲ့ဝိသုဒ္ဓိမတ်ကိုအင်္ဂလိပ်လိုဘာသာပြန်ပြီးတော့ကဘာကိုဗုဒ္ဓဘာသာဖြန့်တာအဲ့ဒီဆရာကြီးဒီမာဂနန်ဆရာတော်ရဲ့လေးသားတယ်ဒီဆရာကြီးဖေပေါင်းတင်သူကတော့ခရစ်ယာန်ပဲကျေးဇူးများတယ်နော်တို့အဲ့မြန်မာသားပေသမိုင်းမှာတော့သူကမြန်မာသားပေဟာရာသာကုမာရကြောက်စာကိုကြည့်မယ်ဆိုရင်မြန်မာသားပေဟာဖွံ့ဖြိုးခဲ့တာမကြသေးဘူးလို့ယူဆဆရာကြီးဖေပေါင်းတင်တို့ရဲ့တပည့်ဆရာမင်းသူဝင်တို့ကြတော့ဆရာတော်ကြီးတို့အုပ်စုကြတော့မြန်မာသားပေဟာသရုတ်ရပကံအစောပိုင်းလောက်ကဖွံ့ဖြိုးခဲ့တယ်လို့ယူဆသူတို့ကဘာကိုကြည့်ပြောတာဆိုတော့ရာသာကုမာရကြောက်စာကိုကြည့်ရင်အဲ့မှာရေးတဲ့ကြောက်စာအရေးသားတွေကဝါကြတိဆောက်ဖို့နေတော်တော်ကောင်းနေဟုတ်လားအဲ့ဝါကြတိဆောက်ဖို့တွေကိုကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်100နဲ့အထက်ကဖြစ်နိုင်တယ်လို့ဒီလိုမျိုးယူဆအဲ့တော့သာဝတ္ထုထက်ညွှန်းပါမယ်ဗျာတပည့်တော်စာပေပြောင်းပြောတာဖြစ်တဲ့နော်စာအုပ်ညွှန်းပြီးပြောပါမယ်ဗျာယတ္တစာပေအဖွင့်ဏိဒံစာအုပ်ညွှန်းတာပါယတ္တစာပေအဖွင့်ဏိဒံစိတ်ကူးချွတ်ချွတ်ပြန်ထုတ်ပါတယ်ဆရာမင်းသူဝင်ပါအခုနကမြန်မာစာပေသမိုင်းအဲ့ဒါဆိုတော့ဒီမြန်မာစာပေကိုဗကံခေတ်မှာပါဠိစာကတော့ဗကံခေတ်ကသွားနေပြီတေခေတ်တရားနဲ့အာကောင်းခဲ့တဲ့ပါဠိစာပြောချင်တာဖျားသာမြန်မာတွေကဗဇတ်ထွက်နှုတ်ဖြစ်တကဘာလုံးရှင်များတို့ကဘာလှည့်ပြီးတော့သင်နေတာတွေကဘာမှာလေ့လာမှုပါ
နော်တာကိုပီပီတန်းတရွတ်နိုင်တာမြန်မာပဲရှိတယ်ပါဠိတော်တန်ခါဆိုတဲ့ဟာကိုမြန်မာပဲပီပီတန်းတရွတ်နိုင်တယ်တာကိဝေအနွယ်တွေပဲဒီသကလုံးကိုပြီးတယ်တကဘာလုံးမှာဘယ်နိုင်ငံမှမပြီးဘူးအဲ့ဒါဒီလိုပီပီတန်းတရဲရဲကြီးတန်ခါလို့ထွက်ပါဗျာဆန်ခါဆိုပြီးတော့ကမ္ဘာနာမည်နဲ့လိုက်ပြီးတော့သူ့နေရာနဲ့သူဆိုတော့တမျိုးပေါ့ဗျာတချို့ကမြန်မာပြည်မှာလာပြီးဆန်ခါလုံးချင်နေတာဒီတော့ကြိုက်ဘူးဟုတ်တော့မလားရှင်ပြရဆန်ခါတော့မပြီးလို့ရွတ်တာဗျာတန်ခါလို့တဆိုတဲ့အတန်ကိုဒန္တထံပြဟုတ်လားထံကတိုင်းပဲရဲ့ဒီလိုဒန္တထံတရားကိုပီပီတန်းတသွားနဲ့တိပြီးတော့ထိပြီးတော့ရွတ်နိုင်တာမြန်မာပဲရှိတာကြီးမျိုးတွေမို့လို့ဒါကြောင့်ရဲရဲရွတ်ပါတန်ခါလို့ပဲရွတ်ပါဟုတ်ပြီလားနော်အဲ့တော့ကမောလည်းပီပီတန်းတဖတ်နိုင်တာတော့မြန်မာပဲရှိအလုံးနဲ့ဂုံစရာကောင်းပါတယ်ဘာမှဂုံမငယ်ဘူးဗျအဲ့တော့ဘုရားရဲ့အမျိုးတွေဖြစ်တဲ့ဒီပြီးတော့အခုဆိုရင်နီပေါပေါ့နီပေါနိုင်ငံတောင်ပိုင်းပေါ့အခုကပလိဝတ်ဒေဝထဒေသဝင်းကျင်မှာရှိတဲ့ထဲတဲ့လူတွေကဘုရားရဲ့အမျိုးနွယ်တွေကသကလုံးပေါင်း1000ကျော်ခုချိန်ဒီမြန်မာတွေနဲ့တူးနေတယ်ဘယ်လောက်တော့ဗျာ9နံပါတ်5သူတွေ9ပဲခေါ်တယ်ရေတွေက9လေသူတွေလည်း9ပဲခေါ်တယ်လမ်းဆိုရင်သူတွေလမ်းပဲပြောတယ်အဲ့လိုတူးနေတဲ့သကလုံးတွေ1000ဝန်းကျင်လောက်ရှိတယ်အဲ့တော့တပည့်တော်တို့ကမြန်မာသားပေကိုစရုဒ္ဓပကံမှာဖွံ့ဖြိုးအောင်လုပ်တော့မယ်အနော်ရတာကအဲ့ဒီအတွက်ပံ့ပိုးတယ်စပုတ်နီလုတ်တဲ့ဘယင်းတွေလိုတယ်ဗျသူ့ရဲ့ရှိစုတ်ကလေးကရှင်ဗျာမယားကိစ္စတွေနဲ့ဗျာများနေရလေသူစုတ်ကလေးတို့အနော်ရတာတို့ရဲ့ဖိတ်အေးကြတော့လေတိတ်အတုံးမကြပကံသမိုင်းမှာထူးထူးချွတ်ချွတ်ဘယင်းမဟုတ်ဘူးအဲ့မှာလေကိုးကွယ်မှုတွေလည်းရော်ဒီရောရရင်ရမှုတွေကလည်းရှုပ်ရှုပ်ထွေးထွေးဟိန္ဒူတွေရောဘာတွေရောရှင်ဗျာအဲ့လိုမျိုးတွေကိုးကွယ်နေကြတာဆိုတဲ့အခါအနော်ရတာလက်ထိုက်ကြတော့တိုင်းပြည်တနိုင်ငံလုံးကိုစုစည်းတယ်တိုင်းရင်းသားလက်နက်ကိုင်တွေဘာတွေမထားဘူးအကုန်လုံးကို organize လုပ်တယ်ဒါကြောင့်ပထမမြန်မာနိုင်ငံတော်ဆိုတနိုင်ငံလုံးကိုစုစည်းတယ်စုစည်းပြီးတဲ့အခါကျတော့အဲ့ဒါဆိုမြန်မာနိုင်ငံလုံးကိုလွှမ်းခြုံတဲ့ရုံသုံးစကားဆိုတာရှိရရုံသုံးစကားဆိုတာရှိရ legally ပေါ့ဗျာတရားဝင်ပေါ့အစိုးရရဲ့ရုံသုံးစကားဆိုတာရှိအဲ့ဒီအတွက်စကားတီထွင်တဲ့အခါမြန်မာသားပေကိုဖွံ့ဖြိုးလာဖို့ပံ့ပိုးတယ်ဒါကြောင့်အနော်ရရဲ့ပံ့ပိုးမှုတွေများဗျမြန်မာသားပေဟာအရှိန်ကိုကောင်းလာအနော်ရထားရေးခဲ့တဲ့ကြောက်စာပင်းဆက်ကလမှာဗျာဒီပြီးတော့ဟိုနေ့ရမှာတရားဟောခဲ့တယ်အဲ့မှာအခုကြောက်စာကြီးခုရင်ကြီးရှိတယ်ပြီးတော့စာတွေကမထင်ရှားတော့ငွေကြောက်စာကြီးရှိတယ်အဲ့ဒီကြောက်စာမြန်မာသားရေးကြောက်စာအနော်ရထားကိုယ်တိုင်ရေးခဲ့တဲ့ကြောက်စာ1069လောက်ကထင်တယ်ဒီတော့ခုနှစ်တက်ကလေးမသေးကြလို့ရေးခဲ့တဲ့ကြောက်စာမြန်မာသားတွေကိုဖွံ့ဖြိုးအောင်လုပ်မယ်ဆိုတော့မြန်မာသားတွေတက်တွေအင်အားမရှိဘူးအခရာတွေမစောဘူးအင်အားမရှိဘူးအဲ့ဒီတော့ဘာလုပ်လဲဆိုတော့အိန္ဒိယတောင်ပိုင်းရေထုံဖြစ်တဲ့ Brahmi အခရာအသောခခေဗုဒ္ဓခေကသုံးခဲ့တဲ့အခရာရှိတယ်နောက်ပါဠိအခရာအဲ့ထဲနေပြီးတော့ပါဠိအခရာနဲ့ Brahmi အခရာတွေကိုပေါင်းပြီးတော့မြန်မာသားပေကိုတီထွင်ခဲ့တယ်အဲ့မှာဒီလိုတော့ပါဠိသားကနေမွေးသားထားတာမြန်မာသားဆိုတာဘယ်သားကိုမွေးသားထားတာဗျာပါဠိသားကိုမွေးသားတယ်ဒီတော့သကလုံးလေးလုံးပြောမယ်ဝါသနာဆိုတာဘာလို့ဗျာမြန်မာလိုအရှင်မြပြန်တရားလိုသေးလားတန်းပြီးတော့ကိုနားလေတာခေတ်ဆက်တဲ့တော့အဲ့ဒါမြန်မာစကားဟုတ်လားမဟုတ်ဘူးနော်ဝါသနာဆိုတာအလေးကျင့်ဟုတ်တယ်မလားနေ့စဉ်ဆိုနေဆာတူဝဆိုတဲ့တရားတွေပြောင်းတော့တာရုပ်တို့နာမ်တို့ဟုတ်လားအများကြီးလေးတပြည့်တို့အဲ့လိုမျိုးစကလုံးပေါင်း4000ကျော်ရှိမွေးသားထားတာစာအုပ်တို့ညွှန်းပါပါဗျာကိုယ်တိုင်ဖတ်ကြဗျာနော်ပါဠိတက်ဟောတာပြီးတယ်အဲ့ဒါတပြည့်တို့ဆရာကြီးတကုံဥထုံးမြင့်ရေးပါတယ်ဗျာစိတ်ကူးချွတ်ချွတ်ကထုတ်တယ်ပါဠိတက်ဟောတာပြီးတယ်တိတ်ကောင်းတာရှင်များတို့ဒီစာနဲ့ပေနဲ့တက်တူလူတူလှုပ်ချင်တော့ဖတ်ထားကြဗျာအပြီးမဖတ်နိုင်တော့ဒါကိုကားကျမ်းစာအနေနဲ့ရှိရဝါသကမှာဖတ်တာကိုကားကျမ်းစာအနေနဲ့တော့ပါဠိတက်ဩဟာရအဘိဓမ္မာဥထုံးမြင့်တကုံဥထုံးမြင့်လူမိုက်ဆိုလင်းရှောင်းသွေးလဲလို့တော့ဆရာကြီးကကြပြလေးတွေကြပြတယ်ပဲကမလဲအဲ့ဒါကြီးကသူတေသနာကျန်ရင်တကယ်ခမ်းနာတာရက်ဆက်တယ်နော်စာမျက်နှာ900ကျော်လောက်ပါတယ်ဗျတပည့်တော်ဒီမှာရှိတယ်နော်ပါဠိတက်ဟောတယ်ဒီစာကြီးတိုင်းမှာလည်းတပည့်တော်ထည့်ပေးထားတယ်ရှင်များတို့စာကြီးတိုင်းမှာလည်းရှိတယ်နောက်တစ်ခုဝကြတိစပုံနဲ့ပတ်သက်ပြီးတော့ခန်းခန်းနာနာသိဖို့လည်းလိုတယ်အဲ့ဒါဆိုရင်ဒီလိုစာအုပ်တော့ညွှန်းမယ်ဩရထပကတဏီဒုတိယကျော်အောင်စာသားဆရာတော်ဘုရားကြီးရေးတယ်စေကုချူချူကထုတ်တယ်ဩဟာရထပကတဏီဩရထပကတဏီအဲ့ဒါတော့ဝကြတိစပုံ sentence တိစပုံမြန်မာရဲ့ဝကြတိစပုံတွေကိုခေတ်ဆက်ဝကြတိစပုံတွေနဲ့ပါနေတဲ့ပတ်သက်ပြီးတော့တရားသီးကန်းတွေပါလိပြောကောင်းကောင်းရတာပေါ့ဗျာအဲ့ဒါနော်ဩရထပကတဏီဖြတ်ဩဟာရထပကနေဒုတိယကျော်အောင်ဆန္ဒဆရာတော်ဘုရားကြီးဒုတိယကျော်အောင်ဆန္ဒဆရာဒီလိုအခုစကိုင်းမဟာကဏ္ဍကိုဖြတ်နော်ဒီခုတောင်မြို့မဟာကဏ္ဍကိုဝန်ခံနေလေဒီဘက်ကရက်ကအဲ့ဒါဒုတိယကျော်အောင်ဆန္ဒဆရာတော်ဘုရားကြီးကျောင်းပြအဲ့ဒါဩဟာရထပကနေနောက်တစ်ခုတစ်ခါတည်းညွှန်းလိုက်မယ်ဗျဩဟာရလီနထပကတနီဒါကလှေတင်းတွင်းမင်းကြီးရေးတယ်
အဲ့ဒီမှာတော့ဘာပြောမလဲဆိုတော့ယောက်ျားဘာကြောင့်ယောက်ျားခေါ်တယ်မိန်းမဘာကြောင့်မိန်းမခေါ်တယ်သင်္ဘောတိမလကာတိဘယ်လိုဆင်းသက်လာအဲ့ဒီစကလုံးနဲ့ဆင်းသက်လာပုံရေးထားသိကောင်းတာလေသင်းသွင်းမင်းကြီးရေးတယ်ဗျဩဟာရလီနထပကတနီခုနကဩဟာရထပကတနီအခုကဩဟာရလီနထပကတနီလီနထပကတနီနော်အဲ့ဒါလေသင်းတွင်းဝင်ကြီးရေးတယ်ဗျလေသင်းသွင်းဝင်ကြီးဆိုရ